တို့ဒီနေ့ငှက်စာကျွေးမယ်ငှက်လွတ်မယ်ငါးစာကျွေးမယ်နောက်ဘာလုပ်လို့ရလဲ လိပ်ပါလွတ်လို့ရ လိပ်ပါလွတ်လို့ရလားဟိုမှာခိုလေးစားနေတယ် ငါလည်းလွတ်ရ အော်ဟုတ်တယ်ခိုးစားလေးပေးပါဟုတ်ငှက်လေး ငါလေးရ 2000ပဲလားအော်2000ဒါလေးကစက်တကောင်ပြီးမှလွတ်မယ်ဟုတ်ကဲ့မโอเคပါအဲ့ဆိုရင်ငှက်လည်းလှုံပါဆိုပြီးမှရှင်းလိုက်မယ်နော်ဟုတ်ရလက်ပေါ်မှာတင်လားစားလားမလာဘူးဒီလိုလုပ်လိုက်မယ်လာသေးချင်တာမလာဘူးအော်လာပြီဟေးလာပြီလက်ပေါ်မှာစားနေရနော်ပြန်ပြန်အော်ငါလွတ်မှာပေါ့နော်ငါလေးပဲအဲ့ဒီမှာနည်းနည်းအကျဉ်းရင်းနေအပြင်မှာပို့ချောရလားဟုတ်တယ်ချောတာချောလိုက်တာတဲ့ဟလာကျေးဇူးတင်ပါတယ်တဲ့နော်အပြင်မှာပို့ချောရလို့ပြောလို့ပြင်မှာပဲနေတော့မယ်ကျေးဇူးတင်ပါတယ်ဟုတ်အသက်ကြီးဆိုပြင်နေမှာရတာကောင်းကြီးအကောင်ကြီးအော်ပြင်မှာတိတ်တိတ်လေးကျေးဇူးတင်ပါတယ်ပြင်မှာပို့ချောရပြောလို့ thank you ပါထုတ်လိုက်ယူမှာဆိုလို့ရှိရင်28အလုံး20ဆက်တစ်ခုငါးလေးအစာကျွေးပါမယ်ရဟဲ့လာပြီငါအကြီးလာပြီငါအကြီးရေအကြီးတွေပဲတွေ့တာငါဟာဒီလိုခုန်တက်လာပါလားမတက်လာဘူးဟုတ်လားအကြီးကြီးကြည့်ပါဦးငါအကြီးတွေတွေ့လားအားရပါရကြီးစားတာနော်ဟိုမှာကြည့်အောင်အကြီးအများကြီးပဲငါလက်နေရဆိုအားပါပြီငါပါသွားဆိုဟာတကယ်အားရပါစားရတာပါဟေးပျော်စရာကြီးအဲ့လိုမျိုးစားရတွေ့ရောကျွေးရတာနော်အရန်ပျော်ဖို့ကောင်းတယ်ဟိုဘက်မှာငါသွားလှည့်မယ်ကဲငါလေးလှည့်မယ်ကူဝိုင်းနောက်6ထောင်ဟုတ်ကဲ့ဟုတ်ကဲ့ဒီက3000နဲ့3000ခွဲတဲလေး3000ခွဲ3000နဲ့ချင်းနေပြီနော်ဟုတ်ကဲ့ဟုတ်3000ခွဲဟုတ်